ညင်းခုံဆဲရေးခြင်းကိုပြုသည်ရှိတော့လူတွေကပိုးလို့ဝင်ငှတဲ့အရာကိုကဲ့ရဲ့ကြလှောင်ပြောင်ကြနော်အချို့တွေကဆဲပါဆဲအချို့ကကြတော့လေရုံးရင်ဆန်ခတ်ဖြစ်ပြီးတော့သူ့ကိုမောင်းထုတ်ဖို့အတွက်လုပ်တယ်သူ့ကိုကြောက်တုံးနဲ့ပေါက်ဖို့ရန်အတွက်လုပ်တယ်အချို့နေရာမှာဆိုဘယ်လိုတောင်မှနော်ဖော်ပြထားလဲဆိုရင်เนาะဒီကျမ်းစာထဲမှာတော့ပြောတာမဟုတ်ပေမဲ့သမိုင်းမှာပြန်ကြည့်ရခါပို့လူတရားဟောတဲ့ခါအချို့လူတွေကဘလောက်ရှက်ခွဲလဲဆိုလို့ရှိရင်နော်အင်ကြီးအကုန်လုံးချွတ်ပြီးတော့ဝစ်လစ်စလစ်နဲ့နော်ရှောက်ပြတာဒီလူကနော်ယူမိုက်တဲ့လူဖြစ်တယ်ဒီလူပြောတဲ့ဥစ္စာကဘာမှတန်ဖိုးမရှိဘူးဆိုတာမျိုးအဲ့လိုမျိုးသူဟာဖိအားတွေအမျိုးမျိုးနဲ့ကြုံရတယ်လူတယောက်နှစ်ယောက်မဟုတ်ဘူးလူအများရဲ့အုပ်စုလိုက်နဲ့သူတယောက်မိစေတင်အဲ့နေရာမှာကိုယ်တိုင်ခဏလောက်ခံစားကြည့်ပါဘလို့မျိုးmissionary တယောက်အနေနဲ့ဘယ်လောက်စိတ်ပြတ်မလဲနော်အဲ့တော့ဒါပေမဲ့ပိုးလူကအဲ့ဒီအခြေအနေမှာသူဘာလုပ်တယ်လဲဆိုရင်သူ့ရဲ့အဝတ်စားကိုပေါ့ဒါလေခါလိုက်ပြီးတော့နော်သူဝတ်ထားတဲ့သူ့ရဲ့ဝတ်ယုံကိုသူကခါလိုက်တယ်တနည်းအားဖြင့်တော့ငါဒီနေရာကနေပြီးတော့ထွက်ခွာသွားတော့မယ်သူကဘာပြောလဲဆိုတင်းတို့ရဲ့အသွေးတင်းတို့အပေါ်မှာပဲတင်းတို့ခေါင်းပေါ်၌တည်ပါစေငါမူကားကင်းလို့ဤယခုမှစပြီးတပါးမျိုးသားတို့စီတို့သွားမည်ဟုဆိုလေအဲ့တော့ပိုးလူကဘာဖြစ်လဲဆိုရင်ဒီနေရာမှာငါ့ကိုလက်မခံချင်ဘူးလားရတယ်ကိစ္စမရှိဘူးငါအတွက်နေရာမရှားဘူးဖြစ်တယ်နောက်ထပ်နေရာတွေအများကြီးရှိသေးတယ်အာမင်အဲ့ကြောင့်မို့အမှုတော်ဆောင်တဲ့သူများ mission လုပ်တဲ့သူများတင်းအတွက်နေရာမရှားဘူးဖြစ်တယ်အာမင်ကျမတို့ကတခါတလေကြာဟိုနေရာငါ့ကိုမခေါ်လို့ဒီနေရာကျွန်တော်မလိုချင်လို့ဆိုပြီးတော့အမှုတော်မဆောင်တော့တော်ပြီကွာငါ့ကိုဆရာမတွေကမခန့်ဘူးဆိုတော့ငါ့ကိုဒီကလူတွေကလက်မခံဘူးဆိုတော့မလိုချင်ကြဘူးဆိုတော့မိတ်ဆွေတင်အဲ့လိုစိတ်ပြည့်စရာမလိုဘူးဖြစ်တယ်ပိုးလို့စိတ်သက်ရှိပါငါတို့နေရာမရှာအာမင်ပင်လေရေကခတ်လို့မကုန်သလိုပဲလောကကြီးမှာပျောက်ဆုံးဝိညာဉ်တွေကအများကြီးပဲဖြစ်တယ်သွားပါဆက်ပြီးတော့ဧဝံဂေလိတရားကိုသိဆောင်ပါနှုတ်ကပတ်တော်ဆက်လက်ဟောပြောပါဒီနေ့တင့်ကိုဖခင်တကားဖွင့်ပေးထားတဲ့နေရာတွေရှိသေးတယ်ဆုံးရှုံးတဲ့သူကတင်မဟုတ်ဘူးဖြစ်တယ်ဆုံးရှုံးတဲ့သူကသူတို့ဖြစ်တယ်တင်တို့အတွေ့ရတင်တို့ကောင်းမွန်တိုင်းရှိပါစေတင်ကိုသိစေချင်တယ်ဆုံးရှုံးတဲ့သူကတင်မဟုတ်ဘူးဖြစ်တယ်အဲ့တော့ဒီမှာဆက်ပြီးတော့ကျွန်တော်တို့ကြည့်ရဲ့အခါမှာစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီတရားစရဲ့ဘေးမှာပဲတဲ့ထိုရက်မှထွက်၍ဘုရားခင်ကိုကိုးကွယ်တော့ရုပ်တို့အမည်ရှိသောသူ၏အိမ်သို့သွား၏ထိုအိမ်သည်တရားစရဲ့နှင့်ဆက်လျက်ရှိသည်ဘေးမှာပဲကဲ့ရက်မှာပဲကရိပုအမည်ရှိသောတရားစရဲ့မူသည်မိမိအိမ်သူအိမ်သားအပေါင်းတို့နှင့်တကွဘုရားခင်ကိုယုံကြည်လေ၏အာမင်အဲ့တော့တရားစရက်ကလူတွေကပဲလက်မခံတာဒါပေမဲ့တရားစရက်မှုကလက်ခံတယ်သူ့ရဲ့အိမ်သူအိမ်သားအပေါင်းကလက်ခံတယ်ပြီးတော့ကောရိန္သုပြည်သားအများတို့ဒီလေယုံကြည်၍ဗတ္တိဇံကိုခံကြ၏ဩစရာကောင်းတယ်လက်မခံတဲ့သူတွေအများကြီးရှိသူဆဲရဲတယ်ကဲ့ရဲ့တယ်ဒါပေမဲ့ပို့လို့အဲ့ထဲမှာသူစိတ်မပြတ်ဖဲနဲ့သူဘေးကိုသွားလဲဆိုတော့ next door ပဲ away မဟုတ် next door မှာပဲလက်ခံမဲ့သူတွေကအစင်သက်စောင့်နေပါတယ်ညီကောင်မောင်နှမတို့နော်ဖယားသခင်ကတင်ကိုစိတ်မပြတ်စေခြင်းမူတင်လုံနေတယ်အမှုတော်ဆောင်နေတယ်ဖယားတို့အသက်ရှင်နေရင်ဟာလက်မခံတဲ့သူတွေတင်ကိုညင်းပယ်တဲ့သူတွေနဲ့ကြုံရတဲ့အတွက်စိတ်မပြတ်ပါနဲ့ next door မှာတင်ကိုလက်ခံမဲ့သူတွေအပြည့်ရှိနေပါတယ်စောင့်နေပါတယ်အာမင်ဒါပေမဲ့ညအခါမှာတဲ့ဖယားကပိုးလိုလာပြီးနှစ်သိမ့်ပေးတယ်ညအခါဖယားခင်ဒီပိုးလိုဟာဗျာဒိတ်ယူပါယုံကိုပြ၍တင်ဒီမကြောက်နဲ့တိတ်ဆိတ်စွာမနေနဲ့ဟောပြောလို့ငါဒီတင်နဲ့အတူရှိတင့်ကိုညင်းစေခြင်းကအဘယ်သူများအနိုင်အထက်မပြုရဤမြို့၌ငါဤလူအများရှိကြသည်ဟုမိန့်တော်မူ၏ပေါလုသည်ထိုမြို့သူမြို့သားတို့ဟာဖျားကြီးနှုတ်ကပတ်တရားတော်ကိုဟောပြောသွန်သင်၍တစ်နှစ်နဲ့6လပတ်လုံးနေလေ၏ဖျားသခင်ကပေါလုလာပြီးတော့အားပေးနှစ်သိမ့်ကျွန်မစဉ်းစားပေါလုကအားပေးနှစ်သိမ့်စရာလိုလို့လားနော်ပေါလုကိုကြည့်မယ်ဆိုရင်get fighter ဖြစ်တယ်ဘာမှမကြောက်တတ်တဲ့လူမျိုးဖြစ်တယ်သူကဖះအတွက်ဆိုတေဖို့တောင်မှသူကအစင်သင့်ဖြစ်နေဒါပေမဲ့ပိုးလို့လည်းလူပဲဖြစ်တယ်ပိုးလို့လည်းအားပေးဖို့ရန်အတွက်လိုအပ်တယ်လူတွေအားမပေးပေမဲ့ဖះခင်ကသူ့ကိုလာပြီးတော့အားပေးတယ် supernaturally ညအခါမှာယူပါယုံထဲမှာဖះခင်သူ့ကိုလာပြီးတော့အတွေ့ခံတယ်တခါလေးမှာကျမတို့အားပေးဖို့လိုအပ်တဲ့အချိန်တွေရှိပါတယ်ဒါကြောင့်မမေ့ပါနဲ့ဘလောက်ပဲလူတွေရှိမှကျမတို့အားကြီးတဲ့ပုံစံရှိတဲ့သူပဲဖြစ်ဖြစ်ခရစ်တော်အတွက်တည်ဖို့တော့အစဉ်သင့်ဖြစ်နေတဲ့သူမျိုးပဲဖြစ်ဖြစ်
အဲ့ဒီလူတွေလည်းအားပေးဖို့လိုအပ်တယ်ဒါကြောင့်ဘယ်သူ့မှစိတ်ပြက်စရာအားငယ်စရာအကြောင်းစကားတွေမပြောပါနဲ့လူတွေကိုတွေ့တဲ့အခါအားပေးပါအဲ့ဖခင်နဲ့တူတဲ့လုပ်ရဖြစ်တယ်ဖခင်ကပေါလုကိုညအချိန်မှာလာပြီးတော့အားပေးတယ်ဖခင်ပြောတဲ့စကားလေးသိကောင်းတယ်မကြောက်နဲ့ငါမင်းနဲ့အတူရှိတယ်သဘောတော့ဗာလေဘာပဲကြုံရမင်းတယောက်တည်းမဟုတ်ဘူးဖြစ်တယ်ငါမင်းနဲ့အတူတူရှိတယ်အဲ့ဒါကကျမတို့အတွက်လုံလောက်တယ်အာမင်ကျမတို့အတွက်လုံလောက်တယ်ဘုရားသခင်ကျမတို့နဲ့အတူရှိနေမှာတော့ကျမတို့ရဲ့တစ်ဖက်မှာဘယ်သူမတ်တရက်နိုင်မှာလဲအဲ့ဒီပြင်ဘုရားသခင်ပြောတယ်ဒီမြို့မှာငါရဲ့လူတွေအများကြီးရှိတယ်ဘုရားသခင်တခါလေကြာရင်ကျမတို့မမြင်တဲ့အရာတွေကျမတို့ကိုဖွင့်ပြပေးကျမတို့ကကျွန်တော်ဘက်မှာဘယ်သူမှမရှိတော့ဘူးလားလို့ထင်နေချိန်ဘုရားဖွင့်ပြပေးတယ်မဟုတ်ဘူးတကယ်စစ်မှန်တဲ့ perspective စစ်မှန်တဲ့ဖြစ်ရမှန်လားငါလူတွေအများကြီးမင်းကိုကူညီမဲ့လူတွေအများကြီးဒီမြို့မှာထားပြီးအိုးစရာကောင်းတယ်ဘယ်သူမှမထင်ထားတဲ့သူတွေအဲ့ဒီမြို့မှာပေါ်လူတွေရှိနေအဲ့ဒီလူတွေကတယောက်ကတော့ဘာလဲဆိုလို့ရှိရင်ဂါလျုံမင်းဖြစ်တယ်ဂါလျုံမင်းကတကယ်တော့ तू ကမယုံကြည်သူတယောက်ပါ तू ကဘုရားကိုမသိတဲ့သူဖြစ်တယ်တပါးမျိုးသားဖြစ်တယ်ကောရိန္သုမြို့မှာအုပ်ချုပ်နေတဲ့ဘုရင်တပါးဖြစ်တယ်ယောမ emperor ကခန့်အပ်ထားတဲ့လူဖြစ်တယ်ဒါပေမဲ့အဲ့ဒီမြို့မှာယူဒလူတွေကခါတယ်နော်ပေါလုကိုပြဿနာရှာတဲ့အခါမှာဘာဖြစ်သွားလဲဆိုအောက်မှာကျွန်တော်12မှာဆက်ဖက်ကြည့်တဲ့အခါမှာသူတို့ကအဲ့ဂါလျုံမင်းရှေ့ကိုပေါလုကိုဆွဲခေါ်သွားတယ်တတိယပြတရားစီရင်ပေးပြီးတော့တပ်ပစ်ဖို့ရန်အတွက်နော်မဟုတ်လေထောင်ချဖို့ရန်အတွက်သူတို့စ조사တယ်ဒါပေမဲ့ဘုရားသခင်ကသူ့ရဲ့လူတွေအဲ့မှာထားတယ်လို့ပြောတဲ့အခါမှာမယုံကြည်သူတွေလည်းဘုရားလူဖြစ်ဘုရားခန့်အပ်ထားတဲ့သူရှိတယ်ဂါလျုံမင်းဖြစ်တယ်ယူဒလူတွေကပြောတယ်ဒီလူကကျွန်တော်တို့ရဲ့နော်ဘာသာရဲ့ခံယူချက်တွေနဲ့ဆန့်ကျင်တဲ့အရာကိုပြောပါတယ်သူပြောတဲ့အရာကကျွန်တော်တို့နော်မတရားသဖြင့်ကျွန်တော်တို့ကိုကိုးကွယ်စေပါတယ်သူပြောတဲ့ဝေငှချက်တွေကကျွန်တော်တို့ရဲ့ခံယူချက်နဲ့ဆန့်ကျင်ပါတယ်ဆိုပြီးပြောတဲ့အခါမှာဂါလျုံမင်းကဘာပြောလဲဆိုဘာမင်းတို့ခုလာပြီးတော့ငါစီမှာတင်ပြတဲ့ပြဿနာကဒီလူဟာဖောက်ပြန်တဲ့လူမို့လို့သူမယားကိုပြစ်မှားတဲ့သူမို့လို့ဓမ္မမို့ရင်လေဒီလူက crimes တစ်ခုခုပြစ်မှုတစ်ခုခုကျူးလွန်ထားလို့လာတာမဟုတ်ဘဲနဲ့မင်းတို့ရဲ့ဘာသာရေးနဲ့ဆိုင်တဲ့ကိစ္စကိုအယူခံဝင်မှုအတွက်စီရင်ပေးဖို့ရန်အတွက်လာတာဟုတ်လားဒါဆိုတော့ငါဒီကိစ္စကိုငါမထီဘူးမင်းတို့ကမင်းတို့ဖြေရှင်းကြဘာဖြစ်လို့လဲဆိုတော့ငါတို့ယောမရဲ့ပြဋ္ဌာန်းထားတဲ့ပြည့်ညက်ချက်အရာငါတို့ကသူများရဲ့ဘာသာရေးမှာငါတို့ဝင်ပြီးမစွတ်ဖက်ဘူးဖြစ်တယ်ဒါကြောင့်မင်းတို့ဖြေရှင်းကြဆိုပြီးတော့ဘာလုပ်သွားလဲဆိုလို့ရှိရင်ဒီပြဿနာကိုသူမစီရင်ပေးဘူးဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်မိတ်ဆွေဒါကဘုရားခင် supernatural ဝင်ရောက်ကယ်ဆယ်ခြင်းဖြစ်တယ်အဲ့ဒီမတိုင်ခင်မာရီပေါလုကိုဘုရားခင်ပြောပြီးသားဒီမြို့မှာငါရဲ့လူတွေငါခန့်ထားတယ်ဘုရားခင်အံ့ဩဖွယ်ပေါလုကိုကာကွယ်ပြီးတယ်လူတွေမထင်ထားတဲ့နီးလန်တယ်လူတွေကတော့ထင်တာသွားပြီဒီတခါတော့ပေါလုပြန်ထွက်လာလို့မရတော့သူ့ကိုဂါလျုံမင်းကစီရင်တော့မယ်ဒါပေမဲ့ဘုရားခင်အံ့ဩဖွယ်နီးလန်းတဲ့ပေါလုကိုကာကွယ်ပေးတယ်အဲ့ဒီဟာကပေါလုကိုနောက်ထပ်10စုနှစ်တခုစာဆက်ပြီးတော့ ministry လုပ်ဖို့ရန်အတွက်လွတ်လပ်စွာတရားဟောဖို့ရန်အတွက်အခွင့်ဖြစ်စေတာဖြစ်တယ်အာမင်ဟာလေလုယာကျွန်တော်တို့ဆက်လက်ပြီးတော့နော်နှုတ်ကပတ်တော်တွေဖတ်နိုင်ဖို့ရန်အတွက်ဆက်ပြီးတော့သူရေးစရာရှိရဲ့ကျမ်းစာတွေရေးနိုင်ဖို့ဆက်ပြီးတော့သူဝင်ငှမဲ့နော်ဝင်ငှချက်တွေရှိနိုင်ဖို့အဲ့နေရာကနေပြီးကြီးမားတဲ့အသင်းတော်တွေပေါ်ပေါက်လာဖို့ဟာလေလုယာဘုရားသခင်ကအလုံးလုံးတယ်ဆိုတာကျွန်တော်တို့တွေ့မြင်ရတယ်အံ့ဩဖွယ်ဘုရားသခင်ကသူခေါ်ထားတဲ့လူကိုအံ့ဩဖွယ်သူကိုယ်တိုင်ကာကွယ်ပေးတယ်ထောက်ပံ့ပေးတယ်ဟာလေလုယာဟုတ်ကဲ့ပါဆရာအနေနဲ့လည်းမြင်ရတဲ့အရာတွေကျွန်တော်တို့ကြားချင်ပါသေးတယ်ဆရာပြောပြပေးပါဦးဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်အရန်ကောင်းတဲ့ဖွင့်ပြချက်တွေကြားရလို့เนาะဆိုတော့ဒီ18ရဲ့ဒီနောက်ဆုံးပိုင်းအနေနဲ့ပေါ့เนาะကျွန်တော်တို့